အားလုံးသိကြတဲ့အတိုင်းပဲပေါ့နော်ဖြစ်မှာဖြစ်ပါမလားလို့စိုးရိမ်နေကြတဲ့ညီကိုများအတွက်မစိုးရိမ်ပါနဲ့ဖြစ်သွားပါပြီစိုးရိမ်စရာမှမရှိတာဖြစ်ပါမလားဆိုပြီးတော့လှုပ်ခဲတာဒီပြီးသွားပြီပေါ့နော်ဒါဖြစ်ပါမလားဆိုပြီးစိုးရိမ်နေကြတဲ့လူတွေအကွက်တွေဖော်တဲ့လူတွေဇက်ကနေနေတဲ့လူတွေသူနေရာနဲ့သူပါဝင်ထမ်းဆောင်နေကြတဲ့လူတွေမမျော်လဲမပူပါနဲ့စိုးရိမ်မှုလည်းနည်းနည်းမှမရှိပါနဲ့ဖြစ်သွားပါပြီအားလုံးပဲမင်္ဂလာပါຫນွေဦးလိုင်ကနေကြိုဆိုလိုက်ပါတယ်နေ့စုတော်လန်ရေးသတင်းတွေသိရှိနိုင်ဖို့ຫນွေဦးလိုင် channel ကို subscribe လုပ်ထားပေးကြပါသမရာလှုပ်ချင်လုံးလို့ကိုလှုပ်ခဲ့တာသမရာဖြစ်သွားပါပြီသူရဲ့နဲ့သူဇက်နဲ့သူလူနဲ့သူနဲ့ဟုတ်နေတာပဲအဲ့တော့ဖြစ်သွားပါပြီနော်အဲ့တော့သမရာကိုလှုပ်ချင်လုံးလို့ကိုအာနာသိမ်းခဲ့တာသမရာကိုလှုပ်ချင်လုံးလို့ကိုတော့ဆန်းစုကြည်နဲ့သမရာဦးဝင်းမြင့်ကိုဖမ်းခဲ့ပြီးတော့ဒီဇက်တွေတိုက်ခဲ့တာဖြစ်သွားပါပြီစိတ်မပူကြပါနဲ့နော်ဖြစ်သွားပါပြီအဲ့တော့ဖြစ်သွားပါပြီအဲ့တော့သမရာလှုပ်ချင်လုံးလို့ကိုကာကြုတ်ရာတူကနေဆွန့်လွတ်သွားတာအဲ့တော့ဖြစ်သွားပြီပေါ့နော်အဲ့တော့ပြီးရင်ဒါအဲ့တော့အားလုံးမင်္ဂလာပါအဲ့တော့နေစရာတွေကတော့ရှိတာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့တော်လိုင်းရေးဘက်ကဘာလုပ်ကြမလဲဘာမှလုပ်စရာမရှိပါဘူးကိုလုပ်စရာရှိတာကိုဆက်လုပ်ပေါ့အဲ့တော့ကိုလုပ်ကိုဆက်လုပ်ရုံပဲရှိမယ်မေးစရာရှိတယ်ပေါ့နော်ဒီတိုက်ပွဲတွေညီတာတွေမညီတာတွေပြဿနာတက်တာတွေမတက်တာတွေဒါတွေကတော့ရှိနေမှာပဲလေခိုင်မာမှုနဲ့ရက်တည်မှုနဲ့တွာလာမှုကပဲအရေးကြီးတာပါနော်အဲ့တော့ဘသူလက်ဆောင်ထက်တယ်လေဘသူကခြေပေါ်တယ်လေပေါ်တဲ့လူကပြည်သူကအားပေးမှာပဲမြောက်စားမှာပဲပေါ့အဲ့တော့ကိုခြေပေါ်ရင်ကိုရမှာပေါ့အဲ့တော့အားလုံးမင်္ဂလာပါဒါကတော့ဒီပြည်တွင်းနိုင်ငံရေးနဲ့ပတ်သက်ပြီးပြောတာပေါ့နော်သမရာလှုပ်ချင်လို့ကိုသမရာဖြစ်သွားပြီဒါသူကိစ္စပေါ့နော်ဒီဘက်က NUG နဲ့တိုင်းသားတွေကလည်းသူတို့လုံနေကြတာပေါ့အဲ့တော့နိုင်ငံတကာအနေနဲ့ကလည်းသူတို့ဆက်လုပ်ကြမှာပေါ့ဒါပေမဲ့အားလုံးရဲ့အဆုံးဖြတ်ကပြည်တွင်းမှာပဲရှိတယ်အားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့နေပြည်တော်ကိုရမှာအဲ့တော့သူတို့လွတ်တော်လုံနေတယ်သူတို့ယုံနေသွားနေတာကိုကဝင်ရောက်တိုက်ခိုက်ဖမ်းဆီးနိုင်မှကိုကအနိုင်ရမှာလေအဲ့တော့မိထီလာမှာလေတပ်စခန်းကိုဖြစ်တယ်လို့မျိုးကိုကလုံနိုင်မှရမှာကိုကသူတို့ကိုဖိအားပေးနိုင်မှရမှာစီရေးရအနိုင်တိုက်နိုင်မှရမှာအဲ့တော့ဒါအဓိကအရှိတရားပါပဲအဲ့တော့အဖြေကရှင်းပါတယ်တော်လန်ရေးကသူဆက်သွားနေတယ်သူတို့ဘက်ကလည်းသူလုံနေတယ်အဲ့တော့ဒီ institution ကြီးကတဆင့်ချင်းရှိနေအောင်ပါပဲတယောက်သွားမယ်တယောက်လာမယ်ဒါနဲ့ပဲသွားနေတဲ့သဘောတရားပါပဲအဲ့တော့ကိုရေးချဲစရာရှိတာကိုရေးချဲဖို့ပဲလိုတယ်လောဆယ်ကတော့ဒေါ်လာရေးဘက်ကသူလုံနေတာဖြစ်တဲ့အတွက်သူတို့ရဲ့လက်အောက်မှာရှိတဲ့လူတွေကလည်းသူတို့လုံနေကြရအောင်ပါပဲအဲ့တော့ဘာမှအချိုးအကွေ့အပြောင်းလဲအကြီးမားဖြစ်เสียအကြောင်းကိုမရှိပါဘူး
ဒါဟာတေချာတဲ့ကိစ္စတစ်ခုပါအဲ့တော့ပေါ့ရွှေဘားလာမယ်ဆိုတဲ့ကိစ္စအခုဒီမလာသေးဘူးမျှော်နေကြရတာပေါ့ဗျာနော်အဲ့တော့ရှင်းပြောရရင်တော့ကျွန်တော်ပြောတဲ့ဒီဘာခေါ်လဲထွေထိုးစစ်ကြီးဆိုတာမလာသေးဘူးပေါ့နော်အဲ့ဒီထွေထိုးစစ်ကြီးကရှေ့ကိုဆက်မရောက်ဘူးဖြစ်နေတာပေါ့ရွှေဘားလာမယ်ဆိုတဲ့ကိစ္စကအထွေထိုးစစ်ကိုပြောတာပါအဲ့တော့အဲ့လိုပဲအချိန်တွေကတရက်နဲ့ကုန်သွားတာပေါ့ဘယ်လိုပဲဖြစ်ဖြစ်သူတို့ကတော့သူတို့လောက်သွားတာပဲလीနော်အဲ့ဒါကိုကျွန်တော်တို့ကရှင်းလင်းသဘောပေါက်ထားဖို့ပဲလိုတာပါပြီးတော့ဟိုဒါမနေ့ကကမ္ဘာရေးရပါတော့အမေရိကန်နိုင်ငံအကြောင်းစိတ်ဝင်စားစရာလေးတွေဖြစ်ပါတယ်အမေရိကန်မှာစစ်ဖြစ်နေတဲ့ကာလမှာ Army Chief of Staff လို့ခေါ်တဲ့ဗိုလ်ချုပ်ကြီးကိုပြောချင်တာကကြီးတဲ့အရာရှိချုပ်ဗိုလ်ချုပ်ကိုစစ်တပ်ဗိုလ်ချုပ်ကိုအမေရိကန်ကာကွယ်ရေးဝန်ကြီးကလှုပ်ဖြုတ်လိုက်ပါတယ်ချက်ချင်းအလုပ်ကထွက်ခိုင်းပြီးတော့ပင်စင်ယူခိုင်းလိုက်ပါတယ်အဲ့တော့ Army Chief of Staff နော် Army ရဲ့ Chief of Staff ဆိုတဲ့အတွက်ကြီးတဲ့ဦးစီးချုပ်လို့ခေါ်ရမယ်တင်တယ်အဲ့ဒီဗိုလ်ချုပ်ကိုအမေရိကန်ကာကွယ်ရေးဝန်ကြီးကစစ်ပွဲကာလမှာကိုချက်ချင်းအလုပ်ဖြုတ်ပလိုက်တယ်အဲ့ဒါကထူးခြားတဲ့ဖြစ်စဉ်တစ်ခုပါနောက်ထပ်ဖြစ်စဉ်တစ်ခုကဒီအမေရိကန်ရဲ့ဒီရှေ့နေချုပ်ပေါ့နော်ရှေ့နေချုပ်ဆိုတာတရားရေးဝန်ကြီးဌာနရဲ့ဝန်ကြီးပါနော်ရှေ့နေချုပ်ကိုလည်းအမျိုးသမီးပန်ပိုဒီကိုလည်းအမေရိကန်သမ္မတကမနေ့ကအလုပ်ဖြုတ်ပလိုက်တယ်အဲ့တော့ဒီတရားရေးဝန်ကြီးဌာနရဲ့အကြီးအကဲပေါ့နော် FBI ရဲ့boss ပေါ့နော်ပန်ပိုဒီကိုသမ္မတကမနေ့ကအလုပ်ဖြုတ်လိုက်တယ်အဓိကကတော့သူပြောတဲ့အတိုင်းသူ့ရဲ့ရန်သူတွေကိုတရားစွဲတာတွေမအောင်မြင်တာတို့ဒီ Epstein file နဲ့ပတ်သက်ပြီးကြိုက်တွယ်တာတွေမဆင်မပြေတာတို့ဟိုသမ္မတသဘောမကျတဲ့အချက်တွေအများကြီးရှိလို့သူကိုအလုပ်ဖြုတ်လိုက်ပါတယ်အဲ့တော့မင်းခါစားကန္နာသစ်ပင်လေအမေရိကန်သမ္မတဒေါ်နယ်ထရန့်လက်ထက်မှာယာသူဘယ်သူမှမမြဲဘူးသူပထမ Trump 1.0 ပေါ့ပထမသက်တမ်းလုံးကလည်းအဲ့လိုပဲတရားရေးဝန်ကြီးဌာနကရှင်းနေကြတယ်တယောက်ပြီးတယောက်ပြုတ်ကြတယ်6ယောက်လောက်တော့ဖြုတ်ထားတာအခုလည်းဒါတယောက်စာပြုတ်ပြီပေါ့နော်ဖြုတ်လိုက်ပြီပေါ့ပြီးခဲ့တဲ့လကဒီ Homeland Security Mrs. No One ကိုလည်းဖြုတ်လိုက်သလိုအခုရှင်းနေချုပ်ကိုလည်းသမ္မတထရန့်ကမနေ့က Twitter ကနေပြီးတော့သူ့ရဲ့ social post ကနေ post တင်ပြီးတော့အလုပ်ဖြုတ်လိုက်တာပါဒုတိယရှင်းနေချုပ်ကဦးယာယီရှင်းနေချုပ်ဖြစ်သွားတာပါအဲ့ဒါကတော့အမေရိကန်နိုင်ငံရေးမှာမနေ့ကဒါ breaking news ပါနောက်ထပ်သတင်းတစ်ခုကတော့အီရန်နိုင်ငံရဲ့ဒီတီဟီရန်မြို့ရဲ့နောက်မြို့တစ်မြို့ဆက်ထားတဲ့အီရန်နိုင်ငံမှာအရှိဆုံးနောက်ဆုံးခင်မီဂျိုးဒရာကြီးတစ်စီးကိုမနေ့ကအမေရိကန်ကပုံကျဲလိုက်ပါတယ်အဲ့တော့အမေရိကန်ကအခုကတရားတွေပါတယ်ပေါ့နော်ဒီ infrastructure တွေပါစပြီးတော့ပုံကျဲဖျက်ဆီးနေတဲ့အနေအထားကိုရောက်လာပါပြီအဲ့တော့အဲ့ဒီပုံကျဲတဲ့နေရာမှာဒီတရားကြီးကဒေါ်လာတန်း400လောက်တန်တယ်ပြောပါတယ်ဒီဂျိုးဒရာအသစ်ဆက်ကြီးပေါ့နော်အရှိကြီးလို့အီရန်နိုင်ငံမှာအရှိဆုံးဂျိုးဒရာလို့လည်းပြောပါတယ်အဲ့ဒီတရားကြီးကိုဖျက်ဆီးတဲ့ post ဖျက်ဆီးတဲ့ပုံကိုတင်ထားပြီးတော့ post တင်ထားတာကတော့အီရန်နေနဲ့အမြန်ဆုံးလက်မှတ်ထိုးပါမထိုးရင်ဒါနဲ့ဆုံးရှုံးတဲ့ဒါနဲ့ကြီးမားတဲ့ဆုံးရှုံးမှုတွေကြုံရလိမ့်မယ်နောက်ပြန်လှည့်လို့မရတော့ဘူးအီရန်နိုင်ငံကိုကြောက်ခစ်ပေါ့နော် Stone Age ကိုပြန်ပို့ပေးလိုက်မယ်ဆိုတဲ့ post တွေကိုကာကွယ်ရေးဝန်ကြီးကရောသမ္မတကရောတင်ထားတာကိုတွေ့ရပါတယ်အဲ့တော့အခါမနေ့ကနေ့လယ်ညနေပိုင်းမှာ UK နိုင်ငံကဥဆောင်ပြီး online ကနေပေါ့နော် Zoom meeting နဲ့ကမ္ဘာနိုင်ငံပေါင်း40ရဲ့နိုင်ငံခြားရေးဝန်ကြီးတွေအစည်းအဝေးလုပ်ပြီးတော့
အဲ့ဒီအစည်းအဝေးကနေ hormones တွေလက်ကြားကိုအများဆုံးပြန်ဖွင့်ဖို့သူတို့ဆွေးနွေးတိုင်ပင်ကြတယ်နိုင်ငံရေးတိုင်းရေးတမန်ရေးနဲ့ပေါ့အဲ့ဒီမှာ UK နိုင်ငံခြားရေးဝန်ကြီးဦးဆောင်ပြီးတော့ဒီဆွေးနွေးပွဲကိုလှုပ်သွားတယ်အဲ့ဒီမှာအဓိကကတော့ hormones တွေလက်ကြားကိုပြန်ဖွင့်ဖို့အီရန်ကိုတိုက်တွန်းလိုက်ပြီးတော့သို့မဟုတ်ရင်အီရန်နိုင်ငံကို session နဲ့အရေးယူဖို့လုပ်မယ်ဘာညာပေါ့နော်တော့စီးပွားရေးအရေးယူမှုတွေတိုင်းရေးတမန်ရေးအရေးယူမှုတွေအထီးကျန်မှုတွေပေါ့နိုင်ငံရေးအဆွေးနွေးမှုတွေလုပ်မယ်ဒါပေမဲ့တိကျတဲ့ဒီအဖြေဘာလုပ်မလဲဆိုတာတော့မနေ့ကဆွေးနွေးပွဲမှာအဖြေမရပါဘူးအဲ့တော့ကမ္ဘာနိုင်ငံပေါင်း40ကနိုင်ငံခြားရေးဝန်ကြီးတွေတက်တဲ့အစည်းအဝေးကိုမနေ့ကလှုပ်သွားပါတယ် UK ကဥဆောင်ပြီးလှုပ်တာပါဒါကတော့မနေ့ကထူးခြားချက်တစ်ခုပေါ့ hormones လက်ကြားကိုပြန်ဖွင့်ဖို့ပေါ့နော်အီရန်ကတော့ကမ်းလှမ်းနေပါတယ်ဥရောပနိုင်ငံတနိုင်ငံကြီးဖြစ်ဘယ်နိုင်ငံဖြစ်သူနဲ့လာညှိပါသူရေလက်ကြားကိုဖွင့်ပေးမယ်ပေါ့ဒါပေမဲ့မနေ့ကအီရန်နိုင်ငံခြားရေးဝန်ကြီးအဲ့တော့ဒီ UK နိုင်ငံခြားရေးဝန်ကြီးရဲ့နိုင်ငံပေါင်း40နဲ့လုပ်တဲ့အစည်းအဝေးမှာတော့ hormones လက်ကြားကိုအီရန်ကအခွန်အခပေါ့တိုးဂိတ်လောက်တာပေါ့နော်အခွန်အခကောက်တာနဲ့ပတ်သက်ပြီးလုံးဝလက်မခံနိုင်ဘူးသဘောမတူဘူးဆိုပြီးတော့ UK နိုင်ငံခြားရေးဝန်ကြီးကထည့်သွင်းပြောဆိုသွားတယ်ဆိုပြီးတော့လည်းသတင်းတွေမှာပေါ်ပြနေပါတယ်ဒါပေမဲ့အသေးစိတ်ဘာတွေလဲဘာသဘောတူညီမှလည်းမရသေးဘူးလို့လည်းပြောတယ်ဒါအခုမှပနာမဆွေးနွေးနေတဲ့အဆင့်ပဲရှိပါသေးတယ်အဲ့တော့ဒါကတစ်ခုပေါ့နောက်တစ်ခုကအမေရိကန်ကသူစစ်တိုက်တယ်သူစစ်တိုက်တာနဲ့မဆိုင်မင်းနဲ့စစ်ပွဲနဲ့မဆိုင်မင်းဒီအီရန်ကအာရဗ်နိုင်ငံတွေကိုပြန်တိုက်တယ်ဟိုမှုရလက်ကြားပိတ်တာအဲ့ဒါသူနဲ့မဆိုင်ဘူးအဲ့တော့သူစစ်တိုက်တာပြီးရင်သူသွားမယ်ဆိုတဲ့ပုံစံမျိုးပြောဆိုနေတာကိုလည်းအကြီးအကျယ်ဝေဖန်ခံနေရပါတယ်ပြောချင်တာကဒီစစ်ပွဲရဲ့နောက်ဆက်တွဲဆိုးကျိုးတွေပါဒီစစ်ပွဲဖြစ်လာလို့ဒီဟာတွေဖြစ်လာတာပါအဲ့တော့အဲ့ဒါကိုကြည်ကျင်ရဖြစ်အမေရိကန်ကတည်တည်ချာချာမစင်စားထားဘူးပြီးတော့အီရန်ရဲ့ resistance ကို short ထွက်တယ်နားမလည်ဘူးပြီးတော့အီရန်နောက်ဆက်တွဲလှုပ်လာမယ်ပြန်တိုက်နိုင်တဲ့အနေအထားဟောမှုရေလက်ကြားကိုပိတ်နိုင်မယ့်အနေအထားများကိုထဲ့မတွက်ထားပဲနဲ့ဒီစစ်ပွဲကိုဆင်နွှဲခဲ့တယ်ဆိုတဲ့ဝေဖန်သုံးသပ်မှုတွေအများကြီးဖြစ်ပေါ်နေပါတယ်ဒါပေမဲ့အမေရိကန်ဘက်ကတော့သူပြောတဲ့အတိုင်းပေါ့နော်နောက်တစ်နှစ်ပတ်သုံးပတ်မှာအပြင်းထန်ဒါပုံကျဲမှုတွေဖျက်ဆီးမှုတွေလုပ်မယ်လို့ကြုံဝါပြောဆိုနေတာတွေရှိပါတယ်အဲ့တော့ဒါဆိုရင်အီရန်ဘက်ကကောပြန်မပြစ်ဘူးလားပြစ်ပါတယ်အီရန်ဘက်ကလည်းဒုံးကျည်တွေနဲ့အစ္စရေးကိုပြစ်တယ်တခြားပင်လယ်ကွေ့နိုင်ငံတွေကိုပြစ်တယ်အစ္စရေးကိုပြစ်လိုက်တဲ့ projectile လို့ခေါ်တဲ့ဒုံးကျည်ကအစ္စရေးနိုင်ငံအလဲပိုင်းရဲ့မြို့တစ်မြို့လူနေရက်ကွက်တွေကိုကျသွားတဲ့ဗီဒီယိုတွေလည်းတက်နေပါတယ်အဲ့တော့အီရန်ဘက်ကပြန်ပြစ်နေစေပဲအမေရိကန်ကပြောသလိုအီရန်ရဲ့ဒုံးကျည်တွေကိုအားလုံးဖျက်ဆီးလိုက်ပြီဆိုတာလက်တွေ့မှာအီရန်ကပြန်ပြစ်နေတာကိုပဲတွေ့နေရစေပဲအဲ့တော့ဒီဘက်ကပင်လယ်ကွေ့နိုင်ငံတွေကလည်းဒီဒုံးကျည်အီရန်ကပြစ်လွှတ်လိုက်တဲ့ဒုံးကျည်တွေဘလက်စစ်မစ်ဇိုင်းတွေဒုံးခွင်းဒုံးတွေကိုဆက်လက်ပစ်ချနေစေပဲရှိပါသေးတယ်ကိုဝိတ်နိုင်ငံရဲ့ရင်းနှီးချက်ဆက်ရုံတစ်ခုကိုလည်းအီရန်ရဲ့ဒုံးကျည်ထိတယ်ဆိုတဲ့သတင်းတွေတက်လာနေပါတယ်ဒါကြောင့်ဒီပင်လယ်ကွေ့နိုင်ငံများကဒါဒီစစ်အင်အားသုံးပြီးတော့ဒီစစ်အင်အားသုံးပြီးတော့ဒီစစ်အင်အားသုံးပြီးတော့ဒီဟော်မိုဇီလက်ကြားကိုပြန်ဖွင့်ဖို့ကုလသမဂ္ဂမှာတင်သွင်းတဲ့အဆိုကိုနိုင်ငံကြီးသုံးနိုင်ငံကဗီဒီယိုနဲ့ပယ်ချလိုက်ပါတယ်ပြောချင်တာကဟော်မိုဇီလက်ကြားကိုစစ်အင်အားသုံးပြီးပြန်ဖွင့်ဖို့ကိစ္စကိုကုလသမဂ္ဂကခွင့်ပြုဖို့ကိစ္စကိုလုံခြုံရေးကောင်စီမှာတရုတ်ရုရှားနဲ့ပြင်သစ်တို့ကပယ်ချလိုက်တာပါပြောချင်တာကစစ်အင်အားနဲ့သုံးပြီးတော့ပြန်ဒီစစ်အင်အားသုံးပြီးတော့ဟော်မိုဇီလက်ကြားကိုကုလသမဂ္ဂခွင့်ပြုချက်နဲ့ပြန်ဖွင့်ဖို့ပေါ့နော်အဲ့ဒါကိုဒီသုံးနိုင်ငံကသဘောမတူပါဘူးပြင်သစ်တရုတ်ရုရှားပါအဲ့တော့အဓိကကကမ္ဘာကြီးမှာတကယ်ရှင်းရှင်းလင်းလင်းပေါ်လာတဲ့ကိစ္စကတရုတ်ရုရှားနဲ့အမေရိကန်ပါပဲဒါကအ
လွန်တန်ရှင်းလင်းတဲ့သတင်းစကားဖြစ်တယ်။ဒါတော့အီရန်ကိုတရုတ်ကလည်းကူညီတယ်ရုရှားကလည်းကူညီတယ်။ဒါပေမဲ့အဲ့ဒီရုရှားကိုအမေရိကန်ကဒီပြန်ပြီးတော့ဒီ session တွေရုပ်သိမ်းပေးလိုက်တယ်။ပြောချင်တာကရေနံနဲ့ပတ်သက်တဲ့ session တွေရုပ်သိမ်းပေးတယ်။ကျူးဘားကိုလည်းရုရှားရေနံတွေသင်္ဘောတွေလာအောင်ဝင်လာအောင်အမေရိကန်က short ပေးလိုက်တယ်။အဲ့တော့တရုတ်အနေနဲ့လည်းအီရန်ကိုသူနီးသူဟန်နဲ့ကူညီနေတယ်။အဲ့တဲ့အတွက်လည်းအမေရိကန်သမ္မတကတရုတ်နိုင်ငံကိုသွားလည်ဖို့အတွက်အစီအစဉ်ကိုလုပ်ထားတယ်။အဲ့တော့အဓိကဒီသုံးနိုင်ငံရဲ့ကစားပွဲပါပဲ။တရုတ်ရုရှားနဲ့အမေရိကန်ပါပဲ။အဲ့တော့အနေထားကအီရန်နိုင်ငံအနေနဲ့အခုအချိန်ထိပေါ့နော်အခုအချိန်ထိဆက်လက်ပြီးတော့ resistant ခုခံနေစေပဲပြီးတော့အီရန်နိုင်ငံတွင်းမှာလည်းသူတို့ဒီမနေ့ကဆိုရင်လေအီရန်နိုင်ငံမှာကာကွယ်ဆေးထုတ်လုပ်တဲ့နှစ်ပေါင်း100ကျော်ရှိတဲ့ဒီသုတေသနသိပ္ပံနဲ့သုတေသနဌာနချုပ်ကြီးဒီဟရန်မြို့မှာရှိတဲ့ဌာနချုပ်ကြီးကိုဘုံထိမှန်တယ်အဲ့တော့အဲ့ဒီဌာနချုပ်ကအီရန်နိုင်ငံမှာအခုကာကွယ်ဆေးတွေထုတ်နေတဲ့နေရာဖြစ်တယ်အဲ့တော့အဲ့ဒီသုတေသနဌာနပေါ့နော် research ဌာနကြီးဟာကာကွယ်ဆေးတွေလည်းထုတ်နေတဲ့ဌာနကြီးဟာအီရန်နိုင်ငံမှာနှစ်ပေါင်းရာနဲ့ချီတဲ့အလွန်တန်အစင်လာကြီးမားတဲ့နေရာကြီးဖြစ်တယ်ဒါကြောင့်ဒီအမေရိကန်နဲ့အစ္စရေးတို့ရဲ့ target တွေကအယက်သားပြစ်မှတ်တွေကိုပါ target တွေဖြစ်လာတာဖြစ်တဲ့အတွက်အီရန်ပြည်သူတွေကစိတ်ပြက်နေကြပြီအဲ့တော့အီရန်ပြည်သူတွေကဒီအချိန်မှာအီရန်အစိုးရနဲ့ပဲတဖြည်းဖြည်းရပ်တည်လာကြပြီအမေရိကန်နဲ့အစ္စရေးတို့ရဲ့ဒီပထမပြောထားတယ်ပေါ့နော်ဒီဒေါ်လာရေးကာလဒီစစ်ပွဲမစခင်ကအမေရိကန်ပြည်သူအီရန်ပြည်သူတွေထကြွတော့ငါတို့ဒီမိုကရေစီနဲ့လာကူညီမယ်ဘာညာဆိုတဲ့ပြောထားချက်ဟာယနေ့အနေထားမှာတော့အီရန်နိုင်ငံပဲပြက်စီးတယ်အဲ့ဒီထဲမှာအယက်သားတွေစစ်ရေးနဲ့မဆိုင်တဲ့အယက်သားနေရာတွေလည်းဥမာတရားဖြိုလိုက်တဲ့ကိစ္စမျိုးအခုလိုကာကွယ်ဆေးထုတ်တဲ့စက်ရုံတွေကိုကာကွယ်ဆိုတဲ့ vaccine ပေါ့နော်ကျွန်တော်တို့ဆေးကာကွယ်ဆေးတွေထုတ်တဲ့နေရာတွေကိုပုံကျဲတိုက်ခိုက်ခြင်းများဟာအီရန်ရက်သားပြည်သူများကိုစိတ်ပြက်စေပြီးတော့အီရန်နိုင်ငံဟာပိုပြီးစီးလုံးသွားစေတယ်ဆိုတဲ့သုံးသပ်ချက်တွေဒါ BBC သတင်း CNN သတင်းများအရာဒါပြည်တွင်းအီရန်နိုင်ငံတီဟီရန်မြို့မှာရှိတဲ့သတင်းတောက်တွေရဲ့သတင်းပို့ချက်များအရာတွေ့နေရတယ်။ထိုနည်း၎င်းမဲ့ BBC ရဲ့ပါရှန်သတင်းဌာနရဲ့အကြီးအကဲတွေကလည်းဒီလိုပဲပြောနေတယ်။သူတို့အီရန်ပြည်သူတွေကပိုပြီးစိုးရိမ်လာကြတယ်။အဲ့တော့သူတို့ဖို့ကဒီစီရေးပြစ်မှတ်တွေမဟုတ်တော့ဘဲနဲ့ဒီအမေရိကန်တို့ရဲ့ပြစ်မှတ်တွေကအယက်သားပြစ်မှတ်တွေမဆိုင်တဲ့ပြစ်မှတ်တွေပါဖြတ်စည်းခြင်းခံလာရပြီဆိုတာကိုတွေ့ရတယ်ပေါ့အဲ့တော့အမေရိကန်ဘက်ကရှုံးမဲတဲ့သဘောလည်းရှိတယ်အီရန်ဘက်ကလည်းရှုံးမဲတဲ့သဘောရှိတယ်နှစ်ဖက်လုံးကမကြေမနက်ဖြစ်နေကြပြီအမေရိကန်ကလည်းအီရန်ကသူ့ကိုအာခံနေသေးပဲခေါင်းမာနေတယ်ပေါ့ဒီလောက်ရှုံးနေတာဒီလောက်ဒီသူတို့ခေါင်းဆောင်တွေလောက်ကြံခံရတာလက်နဲ့ချပါလားပေါ့ဒေါ်နယ်ထရန့်သဘောအတိုင်းလုပ်ပါလားပေါ့ဗင်နီဇွဲလားမှာရောက်တယ်လို့ဒေါ်နယ်ထရန့်ကိုတစ္ဆာခံလိုက်ပေါ့ဒါမျိုးအမေရိကန်ကလိုချင်တာဒေါ်နယ်ထရန့်ဘက်ကအဲ့ဒါကြောင့်အဲ့ဒါမျိုးမလုပ်တဲ့အတွက်အမေရိကန်ကလည်းရှုံးမဲနေတယ်အီရန်ဘက်ကလည်းအမေရိကန်ကတော်လောက်ပြီပေါ့မင်းတို့မတော်လောက်ဘူးတော့မင်းတို့ငါ့ကိုလာပြီးတလောက်ဖျက်ဆီးနေတယ်ငါခေါင်းဆောင်တွေကိုဖျက်ဆီးနေတယ်ငါနိုင်ငံကိုဖျက်ဆီးနေတယ်အဲ့တော့ငါကလည်းပြန်ချမှာပဲဆိုပြီးတော့ရှုံးမဲတာပေါ့အဲ့တော့နှစ်ဖက်လုံးကကြားနာလို့ဖြစ်ပြီးတော့ဒီအဆုံးစွန်ဒီဆက်သွားနေတာပါပဲအဓိကကတော့အမေရိကန်ခေါင်းဆောင်တွေနဲ့အမေရိကန်အစိုးရရဲ့အဆက်ကွဲမှုပေါ့နော်သူတို့ကအကန့်အသတ်နဲ့တိုက်ချင်တာအကန့်အသတ်နဲ့သူတို့ကဖြက်စီပြီးတော့ကြွားဝကျင်တာပေါ့အဓိကကြွားဝကျင်တာပေါ့အဲ့တော့ပြီးခဲ့တဲ့ဂျွန်လတုန်းက B2 ဘုံကျဲလင်ရင်နဲ့ B
ပြီးခဲ့နှစ်ဇွန်လကဒီအီရန်ရဲ့နျူကလ িয়ার တူလောင်ရေးစခန်း3ခုကိုပုံကျဲပြီးတဲ့အချိန်မှာအီရန်မှာနျူကလ িয়ার လက်နက်တွေမထုတ်နိုင်တော့ဘူးအပြီးတိုင်ဖျက်ဆီးလိုက်ပြီးတော့ကြွားဝါပြီးပြောခဲ့ပြီးတော့အခုဒီ6လ8လကြာတဲ့အခါမှာအီရန်ကနျူကလ িয়ার လက်နက်ရဖို့လက်တကမ်းပဲလိုပါတော့တယ်ဆိုတဲ့ပြောဆိုချက်နဲ့အမေရိကန်ကအီရန်ကိုဝင်တိုက်ခဲ့တာဝင်တိုက်ပြီးတော့လေအီရန်ကိုလေတပ်တွေအကုန်ဖျက်ဆီးလိုက်ပြီးရေတပ်တွေအကုန်ဖျက်ဆီးလိုက်ပြီးဒုံးကျည်တွေအကုန်ဖျက်ဆီးလိုက်ပြီးဒုံးပစ်စင်တွေအကုန်ဖျက်ဆီးလိုက်ပြီးဆိုပြီးတော့ယနေ့ထိကြွားပါနေပြီမဲ့လေအီရန်ဘက်ကပြန်အခုထိဆက်လက်တုတ်ပြန်နေသေးပဲရှိနေသေးတယ်အဓိကတော့အီရန်ကိုသူအုပ်ချုပ်မယ်အီရန်ကိုသူနိုင်သွားပြီဆိုတဲ့ပြောဆိုမှုတွေကိုပြောနေပြီမဲ့လေအီရန်ဘက်ကအခုထိခေါင်းမာစွာနဲ့အာခံနေတာဖြစ်တဲ့အတွက်အခန့်နိုင်တာပေါ့နော်အခန့်နိုင်တာဖြစ်တဲ့အတွက်ဒါကိုအမေရိကန်ဘက်ကအဆက်ကွဲပြီးတော့အကြီးအကျယ်ရှုံးမဲတယ်အဲ့တော့ပြည်တွင်းမှာလေသူရဲ့ထောက်ခံမှုတွေကစစ်ပွဲပေါ်မှာထောက်ခံမှုတွေကပိုပြီးကျလာတယ်ပြီးတော့သူကမဆိုင်ဘူးလို့ပြောနေတယ်ဒီစစ်ပွဲကြောင့်ပြည်တွင်းအမေရိကန်နိုင်ငံအတွင်းမှာကိုရေနံစည်းဒီလောင်စာဆီဈေးတွေပေါ့$4ကျော်သွားပြီဆိုတော့ဈေးတွေတက်နေတယ်အခုနောက်ဆုံးဖြစ်ရဆိုရင်ဒီစစ်ပွဲကာလကြီးမှာကိုအာမီပေါ့နော် Chief of Staff ပေါ့အာမီရဲ့ Chief of Staff ဆိုတာကြီးတဲ့ဦးစီးချုပ်ခေါ်မှာပေါ့ဗိုလ်ချုပ်ကြီးကိုအလုပ်ဖြုတ်လိုက်တယ်ကာကွယ်ရေးဝန်ကြီးအမိန့်နဲ့ဖြုတ်လိုက်တာအဲ့တော့ဒါကိုကြည့်ချင်းအဖြစ်အမေရိကန်ရဲ့ chain of command မှာဗျမ်းပဒါဖြစ်နေတယ်ဆိုတာကိုသုံးသပ်နေကြတယ်ပြောချင်တာကသူတို့ခိုင်းတဲ့အတိုင်းအောက်ဗိုလ်ချုပ်တွေကမလုပ်လို့အလုပ်ဖြုတ်ပြတာပေါ့